ထူးခြားဖြစ်ပျက်နေတဲ့ကမ္ဘာသတင်းတွေကိုပြောပြပေးရမယ့်အချိန်ရောက်လို့လာပါပြီမနိုင်ရင်ဟုတ်ပါတယ်ကိုမင်းနောင်ရဲ့ထိုင်းမှာဝန်ကြီးချုပ်ဖြုတ်ချရေးစနက်ပြပွဲအကြောင်းပြောပြပေးသွားဖို့စီစဉ်ထားပါတယ်ဘယ်အကြောင်းအရင်ဆုံးပြောကြမလဲမနိုင်ရင်အမေရိကန်ကအီရန်အကဒေါ်လာဘီလီယံ30တန်အရက်ဖက်3နျူကလ িয়ার သဘောတူညီချက်ကိုစဉ်းစားနေတဲ့ဆိုတဲ့ဖော်ပြချက်တွေကိုအမေရိကန်သမ္မတထရမ့်ကညှင်းဆိုခဲ့ပါတယ်မီဒီယာတွေရဲ့ဖော်ပြချက်မှာအမေရိကန်ကအရက်ဖက်စွမ်းရည်ထုတ်လုပ်မှုအတွက်new အစီအစဉ်တွေတီးဆောက်တဲ့ကိစ္စကို track အစိုးရအဖွဲ့ကဆွေးနွေးနေတယ်လို့ပါရှိပါတယ် CNN ကကြာတာပတေးနေ့နဲ့ NBC ကတောက်ကြနေ့မှာဖော်ပြခဲ့တာဖြစ်ပြီး Trump အစိုးရကအီရန်ကယူရေနီယမ်တန့်စင်မှုကိုရပ်တန့်စေဖို့စီးပွားရေးဆိုင်ရာမလုံပေးကမ်းလာမှုဖြစ်တယ်လို့ဖော်ပြပါတယ် CNN ကအရာရှိတွေရဲ့အဆိုပြုချက်တွေကိုအခြေခံပြီးဖော်ပြတာဖြစ်တယ်လို့ဒီအစီအစဉ်ကလည်းမူချမ်းအဆင့်တန်ရှိသေးတယ်လို့ဆိုထားပါတယ်အီရန်ကစီးရေးနဲ့မဆိုင်တဲ့ New Shah အနင်ထုတ်လုပ်ဖို့သမ္မတ Trump ကဒေါ်လာဘီလီယံ30ပေးမယ်လို့မမှန်ကန်တဲ့သတင်းတွေကိုဘယ်သူတွေရေးနေတာလဲဒီလိုမဖြစ်နိုင်တဲ့တွေးခေါ်မှုမျိုးမကြားဘူးပါဘူးလို့ Trump က Social Media Truth မှာရေးသားထားပါတယ်အမေရိကန်ဟာဧပြီလကတည်းကအီရန်နဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးတန်တမာရေးရဖြည့်ရှင်ဖို့နီးလန်းတွေကိုတွဲဝိုက်သောနီးလန်းတွေနဲ့အဖြေရှာခဲ့ပါတယ်အီရန်ကနျူကလ িয়ার အစီအစဉ်ကငင်းချမှုရှိကြောင်းပြောဆိုထားပါတယ်။အမေရိကန်ကတော့နျူလက်နက်မတိဆောက်ဖို့တေးကြတဲ့အချက်ကိုလိုချင်တယ်လို့ပြောထားပါတယ်။အီရန်ဟာနျူလက်နက်မပြန့်ပွားရေးစာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်ပြီးအစ္စရေးနိုင်ငံကတော့အဲ့ဒီစာချုပ်အဖွဲ့မနိုင်ငံထဲမှာမပါဝင်ပါဘူး။ကုလရဲ့နျူဆောင်ကြည့်ရေးအဖွဲ့ကအီရန်မှာနျူလက်နက်ထုတ်လုပ်တဲ့ဆိုတဲ့ပုံစံမျိုးမရှိကြောင်းထုတ်ပြန်ကြေညာထားပါတယ်။အီရန်နဲ့ပတ်သက်တဲ့သတင်းကိုနားဆင်ခဲ့ကြရလားပါ။နောက်ထပ်သတင်းတို့တပုတ်ကဘာဖြစ်မလဲကိုမင်းနောင်ရဲ့ဟုတ်ကဲ့ပါကိုမင်းနောင်ရဲ့နောက်ထပ်သတင်းတပုတ်ကတော့ကနေဒါကအမေရိကန်နည်းပညာကုမ္ပဏီတွေပေါ် Digital Service ကြီးကောက်ခံမှုအတွက်ကုန်သွယ်ရေးချွေးနည်းမှုအလုံးရပ်ဆိုင်းကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကြေညာခဲ့ပါတယ်အမေရိကန်နည်းပညာကုမ္ပဏီတွေပေါ် Digital အခွန်ကောက်ခံမယ်လို့ကနေဒါကကြေညာခဲ့တာဖြစ်ပြီးထရမ့်ကဒါဟာအမေရိကန်ကိုတိုက်ရိုက်နဲ့ပေါ်ထင်တိုက်ခိုက်ခဲ့တာလို့ Social Media မှာဖော်ပြခဲ့ပါတယ်ဒီဆိုရတဲ့အခွန်ကောက်ခံမှုကြောင့်ကနေဒါနဲ့ကုန်သွယ်ရေးဆွေးနွေးမှုအလုံးရပ်ဆိုင်းမယ်လို့ထရမ့်ကပြောထားပါတယ်အမေရိကန်ဟာလာမယ့်9ရက်အတွင်းကနေဒါရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့အမေရိကန်ရဲ့အခွန်စည်းကမ်းမှုတွေကိုထုတ်ပြန်မယ်လို့ထရမ့်ကပြောဆိုထားပါသေးတယ်ကနေဒါနိုင်ငံကယူရိုပသမ္မတရဲ့ Digital အခွန်ကောက်ခံမှုပုံစံကိုအတူယူပြီးလှုပ်ဆောင်နေတယ်လို့လည်းမှတ်ချက်ပေးပါတယ်အဲ့ဒီနေ့မှာပဲအမေရိကန်ဗယန်းရေးဝင်ကြီးကကနေဒါကို Digital အခွန်နောက်ကျောင်းပြန်ကောက်ခံမှုဒေါ်လာ2ဘီလီယံကောက်ခံမှုစဉ်းစားနေတယ်လို့လည်းပြောဆိုထားပါတယ်ဒီနေ့ထိုင်းနိုင်ငံမှာလည်းစံတပြမှုတွေအကြီးမှထိပွားနေပါတယ်မနိုင်ရင်ဟုတ်ပါတယ်ကိုမင်းအောင်ရန်အဲ့ဒီသတင်းပြောဖပေးပါဦးကမ္ဘောဒီးယားဝန်ကြီးချုပ်ခေါင်ဟွန်းဆန်နဲ့ဖုံးပြောဆိုကြသောအတန်တန်စတိတ်ပိုင်ပေါက်ကျထွားတဲ့နောက်ဝေဖန်မှုမျိုးစုံနဲ့ကြုံနေရတဲ့ထိုင်းဝန်ကြီးချုပ်ပဲထွန်တန်ရှင်နာဝတ်ယာရုကနှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့အနေနဲ့ထိုင်းနိုင်ငံမျိုးတော့ဘန်ကောက်မှာဒီနေ့ချီတက်ဆန္ဒပြပွဲတွေဖြစ်ပွားနေပါတယ်ထိုင်းအချုပ်ရတိုင်းကောက်ွယ်ဖို့အတွက်အမိမီရဲ့အင်အားညီညွတ်မှုလို့အမည်ရတဲ့အဖွဲ့ကစန္ဒပြနေတာဖြစ်ပါတယ်။ Victory Monument ကစန္ဒပြမှုတွေရဲ့လုံခြုံရေးအတွက်ဘုံရှင်းလင်းရေးအဖွဲ့နဲ့ပေါက်ဆေးဆက်တတ်တဲ့ပစ္စည်းရှာဖွေမှုရဲခွေ K9 တွေကိုတာဝန်ပေးထားလိုက်ပါပြီ။မြေကျင်နဲ့ Skywalk တို့မှာကင်းလှည့်ဖို့အတွက်ဘုံရှင်းလင်းရေးအဖွဲ့နဲ့အတူရဲခွေ၈កောင်ကတာဝန်ယူမှာဖြစ်ပါတယ်။လုံခြုံရေးကင်မရာ200ကိုတပ်ဆင်ထားပြီးဒေါ်ရထိုင်းရဲတပ်ဖွဲ့နဲ့ဘန်ကောက်မြို့ပြူအုပ်ချုပ်ရေးအဖွဲ့ကစောင့်ကြည့်နေပါတယ်။စန္ဒပြပွဲနဲ့အနီးဝတ်တိုင်မှာလုံခြုံရေးကင်မရာနေလာလုံးတပ်ဆင်ထားပြီးဒေါ်ရင်ထိုင်းရဲတပ်ဖွဲ့နဲ့ဘန်ကောက်မြို့ပြူအုပ်ချုပ်ရေးအဖွဲ့ကစောင့်ကြည့်နေပါတယ်။ကောင်းကင်ကစောင့်ကြည့်ဖို့လဲ drone ကင်းလေတွင်စနစ်ကိုအသုံးပြုနေပါတယ်။ဒါကြောင့်အဲ့ဒီနေရာဝတ်တိုင်မှာ drone mounting လို့တဲ့အရာသားသမင်းတွေကထိုင်းအရာဘတ်ပြန်လည်အာဏာဖွဲ့အီးနဲ့မြို့ရဲ့ရဲတပ်ဖွဲ့ drone နှိမ်ဟဲအဖွဲ့ကိုခွင့်ပြုချက်ကိုအရင်ရရှိဟာမှာထက်ပါတယ်အရာမှာကုတောက်ဖို့ညံအငီးနားကဆေးရုံတွေကိုအရန်ပေါ်ပို့ဆောင်ပေးဖို့လူနာတင်ရန်အေးလေးစီလက်အသိမ့်ရှိနေပါတယ်စစ်စေးခိမှာပတ်စေးတလက်နဲ့စကုပုံခွန်လေးတဲ့ဓာတ်တွေကိုရက်တပ်ဖွဲ့ကသိမ့်စီရမိခဲ့ပါတယ်လက်နက်တွေနဲ့အတူတွေ့ရှိတဲ့ရမောင်းတွေဟာစန္ဒပြမှုနဲ့မဆက်ဆက်ပဲပစ္စည်းပို့ဆောင်ရေးရမောင်းတွေသာထုကြပြီးဥပဒေကြောင်းရဆက်လက်လှုပ်ဆောင်မယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်နောက်ထပ်သတင်းထူးတွေရှိရင်လဲပြောပြပေးပါအောင်ကိုမင်းအောင်ရင်ဟုတ်ကဲ့ပါမနန်းကြီးနောက်ထပ်သတင်းတစ်ပုဒ်ကတော့လူကိုရောက်တတ်တဲ့တွေ့တာလူသားများကိုဂျပန်မှာကွက်မြက်လိုက်တဲ့သတင်းဖြစ်ပါတယ်2019တုန်းကလူ9ယောက်တက်ခဲ့တဲ့အမျိုးသားတစ်ယောက်ကိုဂျပန်မှာကွက်မြက်ခဲ့ပါတယ်။ဒါဟာ2020နောက်ပိုင်းဂျပန်မှာပထမအဦးဆုံးအကြိမ်တေတန်းပေးမှုဖြစ်ပါတယ်။တက်ခါဟီရိုရှီရာအီရဲ့လူသတ်မှုတွေကို
တွေ့တာလူတများလူခေါ်ဆိုပြီးဂျပန်နိုင်ငံအနှံ့အနှံ့ထိုင်းလန်တုံလုပ်ခဲ့ရတယ်လို့တေချောင်းကြံစီတဲ့ဟာကိုအင်တာနက်ပေါ်မှာဘယ်လိုဆွေးနွေးမလဲဆိုတာဝေဖန်ပြောဆိုမှုတွေဖြစ်ခဲ့ပါတယ် အဲ့ဒီတုန်းကအသက်30အရွယ်ရှိရာဤကသူတတ်မဲ့လူတွေကိုသူတိုက်ခန့်ကိုဖျားယုံခေါ်ပြီးလေဘေးညစ်ပြီးခန္ဓာကိုယ်အစိတ်ပန်းတွေကိုဖျက်တောက်ခဲ့ပါတယ် တေဆုံးသူတွေအများစုကအသက်15နှစ်ကနေ26နှစ်ကြာအမျိုးသမီးငယ်တွေဖြစ်ပါတယ် 2019အောက်တိုဘာလမှာတိုကျိုနာကဇာမန်မြို့မှာရဲကလူပြောက်ရှာရင်လူခန္ဓာကိုယ်အစိတ်ပန်းတွေကိုရှာတွေ့ခဲ့နောက်ဒီလူတတ်မှုကိုအကြောင်းတတိထားစရာဖြစ်လာပါတယ် တေချောင်းကြံစီတဲ့လူ9ယောက်ကိုတတ်ခဲ့ရကြောင်းရှီရာယီကနောက်ပိုင်းမှာဝန်ခံခဲ့ပါတယ်ဒီလူတွေကိုအခု X လို့ခေါ်တဲ့တွေ့တော်လူကွမ်းရဲ့နိုင်ငံမှာတိကြောင်းအောင်လုပ်ခဲ့တယ်လို့လည်းဆိုပါတယ် အဲ့ဒီလူတွေကိုတေဖို့ကူညီပေးနိုင်တယ်ဆိုပြီးသူကပြောတယ်တချို့လူတွေကိုတော့သူတို့နဲ့အတူလိုက်ပြီးသူကိုသူတတ်ပေးမယ်ဆိုပြီးပြောခဲ့ပါတယ် သူတွေ့တာမှာလည်းတကယ်နာကျင်နေတဲ့လူတွေကိုကူညီချင်တဲ့သူစီကိုအချိန်မရွေးတိုင်းရဲ့အစာပို့ပါဆိုပြီးရေးသားထားပါတယ် သူတိုက်ခန့်ကိုရဲတွေဝင်ကြည့်ချိန်မှာတော့အပိုင်းပိုင်းခုတ်ချထားတဲ့ရုပ်လွှာတွေကိုသူအခန်းထဲကရေခဲပုံတွေလက်ပစ္စည်းထဲတဲ့ပုံတွေမှာတွေ့ရှိပြီးတသွင်းဌာနတွေကချုံချစရာအိမ်လိုရေးခဲ့ပါတယ် ကမ္ဘာမှာတေတန်းစီရင်နေတဲ့နိုင်ငံဘယ်ညနိုင်ငံရှိနေသေးတယ်လဲကောမြတ်ခံခဲ့ရသူပေါင်းဘယ်လောက်များလဲ ရှီရာယီကိုတေဒန်ပေးဖို့အစိုးရရွှေနေတွေလောက်ရှက်ချိန်မှာသူ့ရွှေနေတွေကခွင့်ပြုချက်နဲ့လူတက်မှုအဖြစ်ပြောင်းလဲချမှတ်ဖို့ကိုခန့်ခန့်ခဲ့ပါတယ် ဒီလူတက်ခဲ့တဲ့လူတွေကအသက်ခံဖို့ခွင့်ပြုချက်ပေးခဲ့တယ်ဆိုပြီးအကြောင်းပြပါတယ် ရှီရာယီရဲ့စိတ်အခြေအနေကိုစမန်းဖို့လေတောင်းဆိုခဲ့ပါတယ် နောက်ပိုင်းမှာတော့ရှီရာယီကအမှုသစ်စင်တွေနဲ့ပတ်သက်ပြီးသူ့ရှင်နေအဖွဲ့နဲ့အညံဖွာကြပြီးဒီလူတွေရဲ့စံတတ်မပါပဲတက်ခဲ့တယ်လို့ပြောပါတယ် 2020ဒီဇင်ဘာတုန်းကသူ့အမှုကိုတေဒန်ချက်မှတ်ချက်ချက်ခဲ့ချိန်မှာလဲလူရာယုံနဲ့ချီလာခဲ့ပါတယ် ဒီလူတန်းမှုတွေကြောင့် Twitter မှာလည်းအပြောင်းအလဲတွေလုပ်ခဲ့ရပါတယ် Twitter သုံးတဲ့သူတွေအနေနဲ့တေချောင်းကြံစီမှုနဲ့ကိုထိခိုက်နာကျင်မှုတွေကိုအားမပေးသင့်ဘူးဆိုပြီး Twitter ရဲ့စီမင်းတွေကိုပြင်ဆင်ဖော်ပြခဲ့ရပါတယ် ရှီရာယီကိုတေဒန်ပေးဖို့အမိန့်ချခဲ့တယ်လို့လဲဂျပန်တရားရေးဝန်ကြီးကိတ်ဆုကီဇူဇူကီကပြောပါတယ်လူသက်များကသူ့ရဲ့လင်းစိတ်ဆန္ဒနဲ့ငွေရေးရမှတ်ပေးပြောက်ဖို့တကူကောက်ရချက်တရတကယ်ဆောင်ရွက်ခဲ့လေလို့မစ္စတာဇူဇူကီကပြောတယ်လို့ AFP ကတင်းမှာပါရှိပါတယ် ဒီအမှုကြောင့်ဂျပန်လူတဝန်ကြီးမှာအကြီးမားပူပန်တုံလောက်ခဲ့ရကြောင်းလဲဆူဇူကီကပြောပါတယ် ဒီနေ့ podcast အစီအစဉ်ကိုတော့ဒီမှာပဲရန်နာလိုက်ရအောင်မနိုင်ရင် ဒီနေ့ podcast အစီအစဉ်ကိုတော့ဒီမှာပဲရန်နာလိုက်ရအောင်မနိုင်ရေ အစိုးထိအားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကြီးစုအထူးတင်ပါတယ်အားလုံးညီကောင်းချမ်းမှာကြပါစေလို့ကျမနန်းနဲ့အတူ ကျွန်တော်မဲနောင်တို့ကစူတောင်းပေးလိုက်ပါတယ်အော်ဒါနဲ့ဒီ podcast ကိုကြိုက်နေတဲ့ရင်ကြိုက်နေတဲ့အကြောင်း comment မှာမှတ်ချက်ပြုခဲ့ပေးကြအောင်နော် နန်းတို့ရဲ့ YouTube channel ကို subscribe လုပ်ပေးခဲ့ဖို့လည်းမမေ့ကြပါနဲ့နော် bye bye